ချစ်ရဲ့ကျေးဇူးတရားကိုအတိမတ်မပြုဘဲအောင်စမှုဘက်ကနေရည်တည်နေတဲ့အမှုပညာရှင်၄ယောက်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်အခုချိန်ပွဲဖြစ်နေတာကအောင်စမှုနဲ့ဖိုးချစ်ရဲ့ဖန်တွေကြားကအတွေ့အကြုံအားပြိုင်မှုပါပဲအားလုံးသိကြတဲ့အတိုင်းပါပဲအခုအချိန်မှာစက်မင်းသားအောင်စမှုကမြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးမင်းသားတစ်ယောက်ဖြစ်နေတာလည်းဖြစ်ပါတယ်အောင်စမှုကမြန်မာနိုင်ငံတနိုင်ငံလုံးကပရိသတ်တွေကတသက်လို့အားပေးနေကြတာလည်းဖြစ်ပါတယ်အထူးသဖြင့်တော့အမျိုးသမီးပရိသတ်တွေကအောင်စမှုမှအောင်စမှုဖြစ်နေတာပါဒီလိုမျိုးအောင်စမှုကအောင်မြင်မှုတွေရနေတာနဲ့အတူတချို့သောပြဿနာတွေကြောင့်ခံဝင်လက်မှတ်ထိုးနေရတာစက်ကားခွင့်အပိတ်သိမ်းခံနိုင်ရတဲ့အထီတောင်ဖြစ်နေကြရလဲဖြစ်ပါတယ်ဒီကိစ္စတွေကိုအောင်စမှုရဲ့ပြည်သက်တွေအဓိကစိတ်ဆိုးမကျေနပ်တာကဖိုးချစ်ပါပဲဖိုးချစ်ဟာမြန်မာနိုင်ငံရဲ့အစည်းအရုံးဥက္ကဋ္ဌဖြစ်တာကြောင့်အောင်စမှုကသူထတာသွားမှာဆိုလို့တမင်အောင်စမှုကိုညစ်တာဆိုပြီးတော့အမြင်တွေတွေ့ရှိနေရတာလည်းဖြစ်ပါတယ်ဒါကြောင့်ပြည်သက်တွေသားမကအမှုပညာရှင်တွေကပါအောင်စမှုကိုဝန်းရံနေကြတာလည်းဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာတော့ဖိုးချစ်ကိုကြော်လွန်ကအောင်စမှုကိုဝန်းရံကြတဲ့အမှုပညာရှင်လေးယောက်ကိုပြောပြသွားမှာပဲဖြစ်ပါတယ်ရှင်နံပါတ်1အိမ်စပယ်ထွန်းထွန်းအောင်စမှုရွှေမင်းသားဖောင်ဒေးရှင်းရဲ့ပြဿနာတက်နေခြင်းအောင်စမှုဘက်ကနေရေရဲကြီးချစ်တီလာတာကတော့အဆိုတော်တရုတ်ဆောင်မင်းသားအကယ်ဒမီထွန်းထွန်းပဲဖြစ်ပါတယ်ထွန်းထွန်းဟာအောင်စမှုကိုစက်ကားခွင့်တစ်နေ့ပိတ်လိုက်တဲ့အချိန်မှာဒီလိုမျိုးစက်သမားတယောက်ကိုအရေးယူတာကမဖြစ်သင့်ကြောင်းအရေးယူမယ်ဆိုရင်လည်းခံဝင်လက်မှတ်ထိုးတာလောက်လှုပ်တဲ့ကြောင်းတနေ့နားလိုက်တာကအမှုပညာရှင်တယောက်ကိုအညွန့်ချုံးလိုက်တာနဲ့အတူတူပဲဆိုပြီးတော့ဝင်းရံပြောဆိုလာခဲ့ရလဲဖြစ်ပါတယ်ထို့တော့ကအောင်စမှုကိုအခုလိုပွင့်လင်းမြင်သာစွာနဲ့ဝင်းရံခဲ့တာကြောင့်ပြည်သက်တယောက်နဲ့တောင်ပြဿနာတက်ခဲ့ရပါသေးတယ်အရာအတွက်လူခံရမှာအခုလိုအကြောင်းကြောင့်အောင်စမှုကိုအလူခံခွင့်မပေးတဲ့ဖိုးချစ်မင်္ဂလာပါပြည်သက်များရှင်ဖိုးချစ်ကအောင်စမှုနဲ့ပတ်သက်လာရင်အရန်တွေကိုတင်းမာနေပြီးတော့ခက်ချစ်ချစ်ဖြစ်နေတာကြောင့်လူတွေရဲ့ဝေဖန်မှုတွေကိုလည်းခံနေရတာလည်းဖြစ်ပါတယ်အခုတခါမှလည်းသူမစီလူဒါနာတဲ့တပင်းအရာကြီးအတွက်လူခံရမှာအောင်စမှုကိုလုံးဝလူခွင့်မပေးခဲ့ပါဘူးအရာလေးပုံပုံပြည့်စုံသွားအောင်လက်ခေဖို့အတွက်ငွေကျပ်300တိတိကိုဖိုးချစ်ကအလူခံခဲ့တာပါဒါပေမဲ့လည်းတနေ့တပိုးချင်းမဖြစ်ဘဲနဲ့လူအမြောက်များလည်းကုသိုလ်ယူလို့ရစေဖို့အတွက်တရားကို3သိန်းလုံးနဲ့လူ300ဆိုပြီးတော့ရှင်ညာချက်ထုတ်ကကောက်ခံနေရလဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီလူ300ထဲမှာအောင်စမှုကိုလုံးဝပါဝင်ခွင့်မပေးခဲ့ပါဘူးအောင်စမှုတို့လိုတက်လက်ပိုင်းလူပညာရှင်တွေထက်ဇက်သပင်အရာမှာနေထိုင်တဲ့သူတွေနဲ့ပုံမနီးစပ်တဲ့အမျိုးစုတွေကသာဒီအလူမှာပါဝင်ဖို့အတွက်ပိုသိတော်ရဆိုတဲ့အရေးအချက်နဲ့အောင်စမှုကိုဖယ်ရှားခဲ့ရလဲဖြစ်ပါတယ်ဒါကသူ့ရဲ့စေတနာလည်းဖြစ်သလိုတမင်မလို့စေခြင်းလို့အရာမသွင်းခြင်းလို့ပြောထားတာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့လက်ရှိမှာတော့အောင်စမှုပရိသတ်တွေကသူတို့မင်းသားလေးကိုလူခွင့်မပေးတဲ့အတွက်ဖိုးချစ်ကိုဝိုင်းပြီးတော့ဝေဖန်နေရလဲဖြစ်ပါတယ်ပရိသတ်ကြီးတို့အနေနဲ့ကရောဒီကိစ္စကိုဘယ်လိုမြင်ကြသလဲရှင်ဖိုးချစ်ရဲ့သဘောထားကိုရောဘယ်လိုမြင်ကြလဲဆိုတာမိမိတို့ရဲ့အမြင်လေးကိုလည်းခုံးမမကြီးသွားပြီးခဲ့ကြပါအောင်ရှင်